ဇန်နီဟာအဖွားဖိတူရေးထားတဲ့မဆူစာအုပ်လေးကိုမတော်တဆတွေ့လိုက်ရပါတယ်။အဲ့ဒီထဲမှာအဖွားရဲ့အနံမေအသက်တငယ်ချင်းတွေနဲ့သမီးဖိတူရဲ့အချက်လက်တွေကွာပေမဲ့မြေမလေးဖြစ်တဲ့သူမရဲ့အကြောင်းတော့တလုံးမှပါမနေပါဘူး။အဖွားရဲ့မိတက်တဲ့ယောဂါကတော်တော်လေးစိုးနေပြီဆိုတာသိတာလာပါတယ်။ဒါပေမဲ့မနစ်ကပြက်ကလေးဟောင်းကိုပြန်လှန်လိုက်တဲ့အခါမှာတော့ဇန်နီရဲ့နာမည်ဟာစာမျက်နှာတိုင်းမှာပြည့်နှက်နေပါတယ်။မြေမလေးအိမ်ပြန်လာရင်ငိုင်းချက်ကျွေးရမယ်ဆိုတာကအစအချင်းချင်းရေးမှတ်ထားရတာပါ။အဖွားအတွက်ဇန်နီဟာဘလောက်တောင်အရေးပါတယ်ဆိုရင်မိမဆူလို့မဆူထဲမှာထည့်ရေးထားစရာတော့မလိုတော့ပဲနှလုံးသားထဲမှာပဲဆွဲမြင်နေကြတာဖြစ်ပါတယ်။ဇန်နီဟာအဖွားနာမှာမနေပေးနိုင်ခဲ့တဲ့အတွက်နောင်တတွေနဲ့အတူရင်ထဲမှာမကောင်းဖြစ်သွားရပါတယ်။အဖွားဟာယောဂကြောင့်လမ်းပြောက်တတ်မှုအမေချစ်သူကမြို့ပေါ်ကိုခေါ်သွားခဲ့ပါပြီ။ဇန်နီကတော့အဖွားသုံးနေကြပစ္စည်းတွေကိုတင်စီဖို့အဖွားနှစ်ပေါင်း39နှစ်ကြာနေထိုင်ခဲ့တဲ့နေကအိမ်ဟောင်းလေးစီကိုပြန်လာခဲ့တာပါ။အဲ့ဒီမျိုးလေးကတိတ်ဆိတ်ပြီးခနောက်ကြနေပေမဲ့အဖွားရဲ့အိမ်ထဲကိုဝင်လိုက်တဲ့အခါမှာတော့ခလီဘဝကအငွေသက်ကိုပြန်လဲခန်းစားလိုက်ရပါတယ်။အဖွားဟာပြက်ကလေးကို diary လို့သုံးပြီးသူမရဲ့ရင်ပွင့်တန်တွေကိုရေးထားပါတယ်။ငါကိုချီတော်ပေါ်ကိုရက်တီနိုင်တုံးမှာငါစိတ်ကြိုက်ဘဝကိုဖျက်တမ်းခြင်းတယ်ဆိုတဲ့အဖွားရဲ့စားသားလေးကဆန်းနီတီးထော်ရဲ့ရိုးရိုးအီအဖွားပုံစံနဲ့မတူပဲတမျိုးလေးဆွဲဆောင်နေပါတယ်။ဆန်းနီဟာအဖွားသွားနေကြဗီဒီယိုနဲ့အတန်ဖိုင်အယောင်ဆိုင်လေးကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီမှာအဖွားဖို့တွေစုဝေးပြီးစကားပြောနေကြတာကိုမြင်မှဆန်းနီနားထည့်သွားပါတယ်။နီးပညာတွေအရန်တိုးတက်နေတဲ့ခက်ကြီးမှာဒီလိုလူကြီးတွေဟာရှေးဟောင်းအလိအထအလီတွေနဲ့ပဲခိုင်မဲတဲ့တန်ရောစင်တွေကိုတိဆောက်နေကြတာဖြစ်ပါတယ်။အဖွားရဲ့ပြက်ကလေးထဲမှာတရက်မှအလိုမရှိပါဘူး။နေပူစားလုံတာလေးကအစအဖွားတက်တော့အထည်ပေရှိတဲ့ပျော်ရွှင်မှုတွေပါပဲ။အလုပ်တွေနဲ့ပဲလုံးကြလိုက်ပြီးအနာဂတ်အတွက်စိုးရင်ပူပန်နေရတဲ့ဇန်နီဟာအဖွားရဲ့တက်ကြွတဲ့ဘဝနေထိုင်မှုကိုကြည့်ပြီးငါကပိုးတောင်အိုနေသေးတယ်လို့တွေးမိသွားပါတယ်။ပစ္စည်းတွေတင်စီရင်းနဲ့ကျောင်းတုံးကအမတ်တန်မဆူစာအုပ်ဟောင်းလေးကိုတွေ့လိုက်ရပါတယ်။တငယ်ချင်းဟောင်းနေရဲ့တပ်ပုံလေးကိုကြည့်ပြီးအတိတ်ကိုလွှမ်းဆွနေတုံးဝရဏအောက်ကနေတဆုံတယောက်ကလှမ်းခေါ်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်။ဇန်ကြီးနဲ့သူမရဲ့ငယ်တငယ်ချင်းအာမူတို့ဟာအချင်းအတော်ကြာဝေးခွာနေခဲ့ကြလို့တယောက်ကိုတယောက်မမှတ်မိကြတော့ပါဘူး။အာမူကတွေးဖို့ဖိတ်ခေါ်ပေမဲ့မြို့ကြီးမြို့ရမှာနေသားကျင်နေတဲ့ဇန်ကြီးကတော့မနှက်ဖျံကအလုပ်လေးရှိလို့ပါဆိုပြီးညင်းဖို့ပြင်ဆင်နေခဲ့ပါ යි ။လူတွေဟာဒီလိုပဲတယောက်နဲ့တယောက်ဝေးခွာသွားတတ်ကြတာပေါ့။ဒါပေမဲ့အဖွားကြီးထားတဲ့စားသားတစ်ခုကိုဇန်နီတတိယသွားပါတယ်။အခွင့်အရှိတုံးမှာကိုတတိရတဲ့သူတွေနဲ့အမြင်အဆက်အသွေးလုပ်ပါအဲ့ဒီစကားကြောင့်ပဲဇန်နီဟာမထွက်ခွာသွားပေးတဲ့တငယ်ချင်းနောက်ကိုအပြေးလိုက်သွားပြီးတငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါပါစုံစည်းခဲ့ပါတယ်တငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့စားတော့တွေတို့မှာလူကြီးတယောက်ကအမှုကိုအသက်30ကျော်ညမိန်းကလေးတွေကအိမ်တောင်ဖက်ရှာရခတ်ပြီးဆိုပြီးနှိမ်ချပြောဆိုလာပါတယ်အဲ့ဒီအချိန်မှာလေအဖွားရဲ့စားသားလေးကစံရီးကောင်နဲ့ရောက်လာပြန်တယ်တငယ်ချင်းတို့မမရက်တီပေးပါပြောတဲ့အချိန်မှာရဲရဲဝံ့ဝံ့ပြောချလိုက်ပါတဲ့စံရီးကရှင့်သမီးကိုအင်္ဂလိပ်စာတွေတင်ချိုင်းတွေပီယာနိုတွေတင်ပေးခဲ့တာအသက်30မတိုင်ခင်အိမ်တောင်ပြုတ်ခိုင်းမှုတက်ပဲလားဆိုပြီးအားရပါရပြန်လဲချေးပေးခဲ့ပါတယ်ဒါဟာစံရီးဘုဘမှာပထမအကြိမ်ဖြစ်အားရခြင်းနဲ့ဆရာကောင်းတဲ့တုံ့ပြန်မှုပါပဲစံရီးဟာသူမရဲ့ရီးစားဦးနဲ့ပြန်ဆုံတဲ့အခါတစ်ဖက်ကလူကြီးတွေကအတင်းပြန်ဆက်ပေးဖို့ကြိုးစားကြပါတယ်အဲ့ဒီခါမှလည်းအဖွားရဲ့သင်ခန်းစာအတိုင်းကိုမကြိုက်တဲ့အရာဆိုရင်စောစောစီစီစီးချထားလိုက်ပါညင်းဆိုတဲ့အတိုင်းကပြတ်သားပြီးကြဲလောင်နေပါစေဆိုတဲ့အတိုင်းပြက်ပြက်သားသားညင်းပယ်ပြီးထွက်လာခဲ့ပါတယ်နေမျိုးလဲမှာနေထိုင်ခဲ့တဲ့3ရက်တာအတွင်းမှာစံနီးဟာအရင်ကနဲ့မတူပဲပေါ့ပါနဲ့ကိုယုံကြည်မှုရှိတဲ့ဘဝနေထိုင်မှုပုံစံတစ်ကိုရရှိသွားခဲ့ပါပြီနောက်ဆုံးမှာတော့စံနီးဟာအဖွားနဲ့အဖွားရဲ့တငယ်ချင်းဟောင်းဒီကြားကပေးစာတွေကိုဖတ်မိရေးအဖွားရဲ့ဘဝပုံရိပ်လွှဲကိုအပီးသက်ဆက်ဆက်နိုင်ခဲ့ပါတယ်အဖွားဟာငယ်စဉ်ကတည်းကလူတိုင်းအားချရတဲ့အိမ်တောင်ရေးမျိုးကိုတောင်မှကိုနှလုံးသားကအလိုမရရင်ရဲရဲဝံ့ဝံ့ငင်းပယ်ခဲ့သူပါဘလောက်ပဲကောင်းတဲ့အိမ်တောင်ရေးဖြစ်ပါစေအောင်တော့ငါနှလုံးသားကအလိုမရှိရင်အဲ့ဒါဟာမကောင်းတဲ့အရာပဲဆိုတဲ့ခံယူချက်နဲ့အဖွားဟာအဝဲကနေရာကိုထွက်ခွာပြီးမိမိမျက်နှိုးတဲ့အလုပ်ကိုလုပ်ကစိတ်အေးချလာနေရမှာအခြေချခဲ့တာပါအဖွားဟာဘဝရဲ့အရာသာကခါးစီဖြစ်စေချူစီဖြစ်စေမိမိရဲ့စစ်မှန်တဲ့စံတဲ့အတိုင်းပဲဖြတ်တန်းခဲ့တာပါဒါကြောင့်မလို့လဲအခုဆိုရင်အမေနဲ့ဆန်ရီတို့အတွက်အစပြုမဲ့နဲ့အနာဂတ်ဆိုတာရှိလာခဲ့တာပါစံရီဟာအဖွားရဲ့အသက်ဆွမ်းတာတွေဘေကလာတယ်လေဆိုတာကိုနောက်ဆုံးမှာတော့နားလေသွားခဲ့ပါပြီအဲ့ဒါကတော့နေ့ရက်တိုင်းမှာကိုပြန်လေစကားပြောဆိုရင်ကိုအစ်စ်တဖန်ပြန်လေသိရှိအောင်လုပ်ပြီးကိုယ့်ရဲ့ခံစားချက်တွေကိုတန်ဖိုးထားတာပဲဖြစ်ပါတယ်ဒါဟာအခုခေတ်လူငယ်တွေရဲ့အခြေအနေကိုလေးလာစောင့်ကြည့်ရကနေထုတ်လုပ်ထားတဲ့အဖွားရဲ့ပြက်ကရန်ဆိုရဲ့ဇာလန်းတိုလေးပဲဖြစ်ပါတယ်ကျမတို့အားလုံးဟာစံရီလိုပဲလမ်းပြောင်နေတဲ့ဝေခွဲမရမှုတွေရောက်နေနိုင်ပါတယ်ကိုယ့်ရဲ့ခံစားချက်တွေထက်အရေးကြီးတယ်လို့သတ်မှတ်ထားတဲ့အရာတွေကအရန်ကိုများပြားသွားလုံးပါပဲအလို့အကင်တွေတာဝန်ဝတ္တရေးတွေတခြားသူတွေရဲ့မျှော်လင့်ချက်တွေပေါ့
ရှေ့မှာရှိနေတဲ့ကိစ္စရက်တွေကိုတစ်ခုပြီးတစ်ခုဖြည့်ရှင်းပြီးသွားရင်ဒီနေ့မှာတော့ကိုယ့်ရဲ့ထစ်တီမှုစီပြန်ရောက်သွားလိမ့်မယ်လို့ကျမတို့အမြဲတွေးခဲ့ကြပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့အဲ့လိုမဟုတ်ပါဘူး။ကျမတို့ဟာကိုယ့်နှလုံးသားကအတန်းတွေကိုပိုပြီးမကြားတော့တာဖြစ်လာပါတယ်။အရင်ကပြတ်သားခဲ့တဲ့ဝါသနာတွေရီမန်းချက်တွေနောက်ဆုံးခံစားချက်တွေပါဝေဝါသွားပြီးကျမတို့ကိုတခေးခေးနဲ့အတွင်းသားမရှိတဲ့လူအဖြစ်ပြောင်းလဲသွားစေပါတယ်။ဒါပေမဲ့လူတိုင်းဟာကိုယ်နှလုံးသားကတကယ်လိုအပ်နေတဲ့အရာကိုသိနေဖို့လိုအပ်ပါတယ်။ကိုနဲ့စကားပြောဆိုဖို့လက်မလျှော့ပါနဲ့ဘဝရဲ့တင်းငွေလာတဲ့အစိတ်ပိုင်းလေးတွေကိုခန်းစားကြည့်ပါမှတ်တမ်းတင်ကြည့်ပါကိုယ့်ရဲ့ရင်ခုန်တန်းဟာဘလောက်ပဲတိုးညင်းနေပါစေအဲ့ဒါကိုတေချာနားဆွဲနားထောင်ကြည့်ပါ